လိန်နာများရင်လူမပြောနဲ့ကျိုးတော်ပြတ်တတ်တယ်တချို့လူတွေကတခါတလေပါဒီလိုတခါတလေကမသိစေလောက်ဘူးအစင်ပြေသွားမှာပါဆိုပြီးတော့မူသားလေးတစ်ခုကိုအလွယ်တကူပြောတတ်ကြတယ်ဒါပေမဲ့လူတစ်ယောက်ရဲ့နှလုံးသားထဲမှာယုံကြည်မှုဆိုတာအုတ်တလုံးချင်းစီရဲ့တိဆောက်ထားတဲ့အိမ်လေးတစ်လုံးလိုပါပဲတိဆောက်ဖို့နှစ်ပေါင်းများစွာကြာနိုင်ပြီမဲ့ဖြိုဖျက်ဖို့ကတော့တစ်စက္ကန့်ပိုင်းပဲလိုပါတယ်လိန်ညာမှုတစ်ခွန်းဟာစကားတစ်ခွန်းထပ်ဖို့ပါတယ်အဲ့ဒါကငါ့ကိုမယုံနဲ့တော့ဆိုတဲ့အတိတ်ဘက်ကိုတိတ်တိတ်လေးပြောလိုက်တာနဲ့တူပါတယ်တခါလေးခွတ်လွတ်နိုင်သေးတယ်နှစ်ခါလေးတန်တရားဝင်လာတယ်အကြိမ်ကြိမ်လိန်လာတဲ့အခါမှာချစ်ချင်းတွေတန်ရောစင်တွေယုံကြည်မှုတွေဟာတဖြည်းဖြည်းနဲ့ပြိုကွဲသွားတော့တယ်နာကျင်စရာအကောင်းဆုံးကတစ်နေ့ကိုအမှန်တရားကိုပြောတဲ့အချိန်မှာတော့ဘယ်သူမှမယုံတော့တဲ့အခြေအနေကိုရောက်သွားခြင်းပဲလူတွေဟာအမားလုံးမိလို့မခွဲခွာကြတာမဟုတ်ဘူးလိန်ညာမှုကြောင့်ယုံကြည်မှုပျောက်ဆုံးသွားခဲ့လို့ခွဲခွာကြတာပါဒါကြောင့်ခဏတာအကျိုးများတစ်ခုအတွက်ဘဝတစ်ခုလုံးတန်ဖိုးရှိတဲ့ယုံကြည်မှုတွေကိုမလဲလှယ်လိုက်ပါနဲ့အမှန်တရားကတခါတလေခါသီးနိုင်တယ်ဒါပေမဲ့ရိုးသားခြင်းကတော့ဘယ်တော့မှရှက်စရာမဖြစ်ဘူးလိန်နာများကြီးလူမပြောနဲ့ကျိုးတော်ပြတ်တတ်တယ်ယုံကြည်မှုပြတ်သွားတဲ့အခါမှာပြန်ဆက်လို့ရပေမဲ့အရှင်လိုဘယ်တော့မှမခိုင်ပါတော့ဘူးအဲ့အတွက်ကြောင့်ရပါတယ်အဆင်ပြေပါတယ်ဒီတစ်ခါလေးပါပဲဆိုရယ်ပြောတတ်ကြတဲ့မူသားစကားလုံးတွေကိုမပြောဖို့လိုပါတယ်မညာဖို့လိုပါတယ်ကိုရောအလိမ်ညာမခံချင်တာဘာကြောင့်လူများကိုလိမ်ညာချင်ရတာလဲယောသားချင်းကုံအမတရားပြောလို့နှိမ်မကြတော့ပါဘူးဂုံမငယ်တော့ပါဘူးတကယ်တော့တန်မိုးမြင့်တက်သွားတာဂုံရှိသွားတာပါ